Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒီမှာ CCNA Technology Series CCNA Online Training Class Chapter 02လေးကိုဆက်ပြောပါမယ်ဒီမှာ Introduction လုပ်တာတော့ပထမ slide မှာ Chapter 01မှာပြောပြီးခဲ့ပြီးသားဆိုတော့ဒီမှာ Introduction slide လေးကိုထည့်မထားတော့ပါဘူးဒီမှာဒီနေ့ပြောမယ့်အကြောင်းအရာကတော့ဘာအကြောင်းပြောမလဲဆိုတော့အရင်တစ်ပတ်ကကျွန်မ interVLAN routing နဲ့မှာကျွန်မ router on a stick ကိုပဲကျွန်မပြောခဲ့တယ် switch virtual interface အကြောင်းမပြောရသေးဘူးပြီးတော့ကျွန်မဒီနေ့ကို VLAN trunking protocol အကြောင်းပြောချင်ပါတယ်ဒါဆိုရင်ဒီမှာဆို interVLAN routing ကို SVI နဲ့ interVLAN routing လုပ်တဲ့ဟာရဲ့အဲ့ဒီ switch virtual interface SVI နဲ့ပတ်သက်တဲ့ lab လေးတစ်ခုရဲ့နောက် VLAN trunking protocol VTP ရဲ့ VTP နဲ့ပတ်သက်တဲ့ lab လေးကိုကျွန်တော်တို့လုပ်ကြပါမယ်ဒီနေ့အနေနဲ့တော့ lab ကတော့ဒီ diagram တစ်ခုထဲမှာပဲ lab နှစ်ခုအနေနဲ့ဖြစ်သွားမှာပေါ့နော် SVI နဲ့တစ်ခေါက်လုပ်ပြမယ်ပြီးရဲ့အခါကျတော့အဲ့ဒီ diagram ပေါ်မှာမူတည်ပြီးတော့ပဲမှာ VTP configuration လေးတွေကျွန်တော်လုပ်ပြပါမယ်Switch virtual interface ဆိုတာဘာလို့လဲဆိုရင် switch တွေမှာ switch virtual interface ကြီးဘာအတွက်သုံးတာလဲဆိုတော့ဒီမှာတခြား purpose တွေမှာဘာအတွက်လဲသုံးလို့ရလဲဆိုတော့ VLAN တွေအချင်းချင်းမှာ routing layer 3 device ပေါ်မှာ VLAN တွေအချင်းချင်း routing လုပ်တဲ့အချိန်မှာသုံးလို့ရပါတယ် SVI ကဘာလုပ်တာလဲ VLAN interface ပေါ်မှာ IP ပေးလိုက်ပြီးတော့မှlayer 3 switch တွေမှာ routed ဖြစ်အောင်လုပ်ပေးတာအဲ့ဆို routing လုပ်ပေးရမယ်ဆိုတော့ multi layer switch ဖြစ်တဲ့ layer 3 switch ပေါ်မှာ by default အတိုင်းမှာ layer 2 အနေနဲ့လုပ်တယ်ဆိုရင်သူဒီ layer 3 ဆိုတာအတွက်ကြောင့်မလို့ network မှာ network layer support လုပ်တော့သူတို့တွေ route လုပ်လို့ရအောင် layer 3 switch ပေါ်မှာကျွန်တော်တို့ဘာ command လေး run ပေးဖို့လို့လဲဆိုတော့ IP routing run ပေးဖို့လို့လဲအရင်တော့ switch တွေမှာဆိုတော့တချို့ iOS တွေiOS အဟောင်းတွေတော့ဆိုရင်တော့IP routing feature ကို manually on ပေးရတယ်။နောက်ပိုင်း switch တွေမှာ IP routing feature ကသူ by default ပါလာပြီးသားလည်းရှိတယ်။ဒါဆိုရင်အရင်ဦးဆုံးဘာလုပ်ရမလဲဆိုတော့ switch virtual interface တစ်ခု create လုပ်မယ်။မှာ create ဘယ်လိုလုပ်မလဲဆိုရင် configure terminal နဲ့သွား interface VLAN 2ပြီးတော့မှသက်ဆိုင်ရာ interface တဲ့ mode ထဲရောက်သွားမယ်။ပြီးရင်အဲ့သက်ဆိုင်ရာ interface ထဲမှာ IP assign လုပ်မယ်။ IP address 192.168 for example VLAN 2 ဆို 2.254.255.255.0 ပြီးတော့မှအဲ့ဒီ SVI interface ကို activate လုပ်မယ် VLAN 3ဆိုလဲ interface VLAN 3 IP ပေးမယ် no shutdown ချမယ် VLAN 4ဆိုလဲ VLAN 4 ကို SVI interface create လုပ်မယ် IP ပေးမယ် no shutdown ချမယ်ဒါ very simple ပဲအဲ့ကကြတော့ကျမတို့ lab လေးတစ်ခုကိုစပြီးတော့လုပ်အောင်ကျမတို့ switch virtual interface နဲ့ interVLAN routing lab လေးကိုရလုပ်အောင်အရင်တစ်ပတ်တုန်းကလုပ်ခဲ့တဲ့ lab နဲ့ဘယ်နေရာပဲကွဲသွားလဲဆိုတော့ကျမတို့ router အစားကို multi layer switch ကိုသုံးထားတယ်ပြီးမှ every switch တိုင်းဒီ multi layer switch ကိုလာချိတ်တယ်အဲ့ဒီ interface တွေကိုလည်း trunk link ထားပေးရမယ်VLAN တွေကတော့ထုံးစံတိုင်းအရင်တစ်ပတ်က lab လိုမျိုးပဲ VLAN 2 VLAN 3 VLAN 4 VLAN 2 က training VLAN အဝါရောင်လေး VLAN 3 က IT VLAN အပြာရောင်လေး VLAN 4 က management VLAN အစိမ်းရောင်လေးရှိမယ် fast access switch တွေရဲ့ fast ethernet 0/3 ဒီ VLAN 2 ထဲမှာရှိပြီးတော့မှ4ဒီ VLAN 3 ထဲမှာရှိပြီးfast ethernet 0/4 ဒီ VLAN 3 ထဲမှာရှိပြီးတော့ fast ethernet 0/5 ဒီ VLAN 5 ထဲမှာရှိမယ်ကဲဒီလေ့ကျင့်ခန်းလေးကိုစလုပ်မယ်ကျမတို့ VLAN တွေစပြီးတော့မှ create လုပ်ရအောင် configure terminal ဒီ router ဒီ distribution switch ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ host name ကို DSW01 လုပ်ပေးမယ်ကျမ VLAN create လုပ်မယ်ဆိုရင်အရင်တစ်ပတ်ကပြောထားသလိုပဲ VLAN 2 create လုပ်မယ်ဆိုရင် VLAN 2 name training VLAN 3 create လုပ်မယ်ဆို VLAN 3 name ID VLAN 4 create လုပ်မယ်ဆို VLAN 4 name management
stuff အဲ့ဒါ create လုပ်လိုက်လို့ရတယ်ပြီးရင် exit ပြီးရင် first internet 0/1 ဒီ switchboard mode trunk လို့မယ်ဆို switchboard trunk encapsulation .1q ဆိုတဲ့ protocol သုံးမယ် switchboard mode trunk နောက်တစ်ခုက interface fa0/2 ကလည်း switchboard trunk encapsulation .1q switchboard mode trunk နောက်တစ်ခု interface ging0/1 ကိုလည်းကျမတို့ switchboard trunk encapsulation .1q switchboard mode trunk ဆိုပြီးတော့မှလုပ်မယ် okay ဒါဆိုရင် show VLAN brief ကိုကြည့်အောင် training VLAN ID VLAN management VLAN သုံးခုရှိသွားပြီ show interface trunk ကိုကြည့်အောင်တို့ first internet 0/1 ကလည်း operational mode က trunk mode 0/2 ကလည်း trunk mode ဟိုကလည်း gigabit internet 0/1 ကလည်း trunk mode အနေနဲ့လုပ်နေပြီဒါဆိုရင်ဒါ distribution switch မှာဒါ VLAN နဲ့ပတ်သက်လို့ပြီးပြီတို့ routing လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းပဲမလုပ်သွားမလဲဆိုတော့ IP routing on သွားလိုက်မယ်တို့ SVN create လုပ်တာအရှိမပြောပြပြီဆိုတော့ဒီမှာ distribution switch မှာဒီ VLAN ရဲ့ interface ကို create လုပ်မယ် interface VLAN 2 VLAN 2ရဲ့ IP ကပါပေးမလဲ IP address 192.168.2.254 255.255.255.0 no shutdown နောက်တစ်ခါ interface VLAN 3 IP address 192.168.3.254 255.255.255.0 no shutdown interface VLAN 4 IP address 192.168.4.254 255.255.255.0 no shutdown okay တို့ဒီအဲ့ခါကျတော့ show IP route ကြည့်အောင်ဒီမှာ IP routing လဲ on ပြီးတဲ့အတွက်ကြောင့်ဒီမှာ routing table မှာ VLAN 2 VLAN 3 VLAN 4ဆိုပြီးမှဒီ distribution switch မှာဒီ network 3ကို directly connected ချိန်ထားတာကိုတွေ့လိမ့်မယ်ဒါက SVN create လုပ်ပြီးမှ SCVN ပေါ်မှာသွားပေးတာတို့ access switch တွေမှာစပြီးတော့မှ create လုပ်အောင် access switch တွေမှာမလုပ်ခင် PC တွေကိုအရင် IP ပေးမယ်ကဲပထမဦးဆုံး first internet 0/3 နဲ့ချိန်ထားတဲ့ဟာတွေအကုန်လုံးကို192.168.2.2 gateway က 192.168.2.254 ပေးမယ် 192.168.2.3 gateway က 2.254 ပေးမယ် SVN interface မှာပေးခဲ့တဲ့အတိုင်းပဲ 192.168.2.4 gateway က 2.254 ပေးမယ်ဒီအောင် 192.168.3.2 gateway က 3.254 လို့တို့ SVN interface မှာပေးခဲ့တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ gateway အတိုင်းပေးမယ် 3.3 gateway က 3.254 လို့ပေးမယ် 3.4 gateway က 3.254 လို့ပေးမယ် 4.2 gateway က 4.254 လို့ပေးမယ် နောက်တစ်ခုက 4.3 ကကျတော့
4.254 လို့ပေးမယ် 4.4 ဒီမှာ 4.254 လို့ပေးမယ်ကဲ VLAN လေးတွေဒီမှာလဲစပြီးတော့မှ create လုပ်မယ် enable configure terminal hostname ဒါဒီ access switch မို့လို့ ASW01 လို့ IP ပေးလိုက်မယ် VLAN 2 name training VLAN 3 name ID VLAN 4 name management staff ဆိုပြီး VLAN 3ခုပေးမယ် interface first ethernet 0/3 ဒီ VLAN 2ထဲမှာရှိမယ် switch port mode access switch port access VLAN 2 exit interface FA 0/4 the switch port mode access switch port access VLAN 2 bien VLAN 3ထဲမှာရှိမယ် interface FA 0/234 switch port mode access switch port access VLAN 4ထဲမှာရှိမယ် right man လောက်ထားမယ်အဲ့ဆိုတော့ show VLAN brief ကိုကြည့်ရအောင်ဒီမှာဆိုရင် 3 training VLAN ထဲမှာရှိမယ် ID VLAN management staff VLAN show interface trunk ကိုကြည့်ရအောင်တို့တွေ first ethernet 0/1 ဒီ mode ကတော့ auto mode ဒါပေမဲ့ auto နဲ့ဟိုဘက်အချမ်းက distribution switch က trunk ဆိုတဲ့အတွက်ကြောင့်မို့သူ့ရဲ့အလုပ်က trunking status က trunking အနေနဲ့ရှိနေတယ် VLAN 1 2 3 4 5ရှိတယ်Okay နောက်တစ်ခါနောက် switch တစ်လုံး enable configure terminal hostname switch ASW02 လို့ပေးမယ် IP VLAN 2 name training VLAN 3 name ID VLAN 4 name management staff ဆိုပြီးတော့မှ VLAN 3ခုပေးလိုက်မယ် interface FA 0/3 the switch port mode access switch port access VLAN 2ထဲမှာထားမယ် interface FA 0/4 switch port mode access switch port access VLAN 3ထဲမှာထားမယ် interface FA 0/5 switch port mode access switch port access VLAN 4ထဲမှာထားမယ်ကဲ show VLAN brief လေးကြည့်အောင်ဒါကိုတို့ VLAN 2 3 4စောက်တဲ့အတိုင်းရှိသွားမယ် show interface trunk မှာဒီဘက်ကတော့ default အတိုင်းကတော့ auto mode ဒါပေမဲ့ဟိုဘက်က distribution switch ဘက်က manual on mode ကို trunking mode ထားတဲ့အတွက်ကြောင့်မို့ဒီမှာတော့ trunking အနေနဲ့ရှိတယ်နောက် comment ကိုဘာနဲ့ကြည့်လို့ရသေးလဲ show interface fast ethernet 0/2 switch port ဆိုတဲ့ comment နဲ့လည်းကြည့်လို့ရသေးတယ် Okay ဒါဆိုရင် ASW03 ကိုသွားပြီးတော့မှ configure ချအောင် enable configure terminal ဒါ access switch 03မလို့ host name ကိုတို့ပါပေးမလဲဆို ASW access layer switch မလို့ ASW03 လို့ပေးမယ် VLAN create လုပ်မယ် name training VLAN create လုပ်မယ် VLAN 3 name ID VLAN create လုပ်မယ် name
management SDA staff ဆိုပြီးမှ VLAN 3ခု create လုပ်လိုက်မယ်ပြီးတော့မှဘယ် interface ကဘယ် VLAN နဲ့မှရှိရဆိုပြီးတော့မှ VLAN assign လုပ်မယ်ဒါထုံးစံအတိုင်းပဲတို့တွေအကုန်လုံး consistent ဖြစ်အောင်အမှ design ကိုလုပ်ထားတယ် Fast Ethernet 0/3 switch port mode 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 SS switch port SS VLAN 2 interface FA 0/4 switch port mode SS switch port SS VLAN 3 interface FA 0/5 switch port mode SS switch port SS VLAN 4 အခါကျတော့တို့တွေကြည့်အောင် show VLAN brief show interface trunk okay ဒါတွေတို့တွေအကုန်ပြီးပြီဆိုရင် right memory နဲ့ save အောင် inter VLAN routing နဲ့ distribution switch မှာတို့တွေပြီးပြီဆိုတော့ VLAN တွေအချင်းချင်းပင်းလို့မိပြီလားကြည့်အောင်သူက IP config 192.168.2.2 သူ့ရဲ့ own gateway ကိုသူပင်းလို့မိလား 192.168.2.254 အော် gateway ကိုမိတယ်ဒါဆိုရင် 3.254 ရောမိလား 192.168.3.254 အော် 3.254 လည်းမိတယ်ဒါဆိုရင် 3 network က 4.254 ရောမိလားရင်ကြည့်အောင် 192.168.4.254 ဒါဆို 4 gateway ကိုလည်းမိတယ်ဒါဆိုရင် VLAN ID VLAN နဲ့ PC တွေကိုပင်းကြည့်အောင် ping 192.168.3.2 ဒီမှာ switch တစ်ခုထဲမှာရှိမယ် different VLAN router ကိုကြော်ပြီးတော့မှဖြတ်သွားတဲ့အတွက်ကြောင့်မလို့ TTL value 128ကနေ127ပြောင်းသွားမယ် 3.3 ရောတို့တွေမိလားအဲ့ဆိုရင် 3.4 ရောဒါဆိုရင်4 network ကိုရော 4.2 ရော 4.2 ကိုလည်းသူ router တစ်လုံးခုန်သွားရင် TTL value 127နဲ့ router ကနေဆင်းသွားတာ127ဒါဆိုရင် 4.3 ကိုရော4.4 ရောဒါဆိုရင်အားလုံးအဆင်ပြေတယ် inter VLAN routing အဆင်ပြေတယ်လို့ပြောလို့ရတယ်အကုန်လုံးအချင်းချင်းမတူညီတဲ့ VLAN တွေအချင်းချင်းမှ routing လုပ်ပေးထားတယ် trace RT လေးသွားကြည့်အောင် trace RT 192.168.4.4 အရင်ဦးဆုံးအဲ့ဆိုရင်သူဘယ်ကိုသွားလဲ 192.168.2.254 gateway ကိုသွားတယ်ပြီးတော့မှ 4.4 ကိုသွားတယ် okay တို့တွေအဲ့ဆိုရင်နောက်ဆုံးဒီမှာ 4.4 ကနေမှဒါမှ 4.4 ကနေမှပင်းကြည့်အောင် trace RT 192.168.2.3 ကိုပင်းကြည့်မယ်အဲ့တော့ trace RT လိုက်ကြည့်မယ်အဲ့ဆိုရင်သူကိုယ်တိုင်4ဆိုတော့ 4.254 ကိုအရင်သွားမယ်ပြီးတော့မှ 2.3 ကိုသွားမယ် trace RT 3.2 ကိုသွားခြင်းနဲ့ဆိုရင် 3.2 ကိုသွားမယ် trace RT 2.3 ကိုသွားခြင်းနဲ့ဆိုရင်ဒီလိုမျိုးသွားမယ်ဒါဆိုရင်တို့တွေအခု inter VLAN routing lab ပြီးသွားပြီဒါဆိုရင် inter VLAN routing lab ကို switch virtual interface နဲ့ inter VLAN routing lab လုပ်တယ်ဆိုတာကိုနားလည်ကြမယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီမှာပြန်ကြအောင် switch virtual interface နဲ့ inter VLAN routing လုပ်တာလေးရှင်းရှင်းလေးပဲတို့ show running config ကြည့်ကြအောင်ဘာ command လေး on ပေးရမလဲ IP routing command on ပေးမယ် trunk link နဲ့မှာဒါ trunk link config ကချပေးမယ် trunk link config ကချပေးမယ်ပြီးရင် interface VLAN 2ဆိုပြီးတော့မှ IP ပေးမယ် interface VLAN 3 IP ပေးမယ် interface VLAN 4 IP ပေးမယ်
Okay အဲ့ဆိုရင်အမတို့ VTP VLAN trunking protocol လေးအကြောင်းကိုဆက်ပြီးပြောအောင်အမတို့ဒီ switch virtual interface နဲ့ VLAN inter VLAN routing လုပ်တဲ့ lab လေးပြီးတော့အမ VLAN နဲ့ပတ်သက်တဲ့အမအရေးကြီးတဲ့ Cisco မှာအရေးကြီးတဲ့ topic တစ်ခုဖြစ်တဲ့ VTP နဲ့ပတ်သက်တဲ့ဟာတွေကို VLAN trunking protocol လေးအကြောင်းကိုပြောပြပါမယ်VLAN trunking protocol ဆိုတာဘာလို့တာလဲဆိုရင် VLAN trunking protocol ဒီ switch တွေကြားထဲမှာ VLAN တွေဒီ manually အကုန်လုံးလာလုပ်ဖဲနဲ့ VLAN တွေကို manually create လုပ်တာမဟုတ်ဘဲနဲ့ server တနေရာမှာ VLAN information လေး changes တစ်ခုခုဖြစ်တာဖြစ်ဖြစ် VLAN အသစ်ထည့်လိုက်တာဖြစ်ဖြစ်ထည့်လိုက်တာနဲ့ဒီ trunk လုပ်ထားခဲ့တယ်ဆိုရင်ဒီ trunking protocol ဘောကနေဒီမှာ VLAN information တွေ VLAN database တွေကို exchanging automatically လုပ်ပေးသွားတဲ့ protocol ကိုဘာလို့ခေါ်လဲဆိုတော့ VLAN trunking protocol လို့ခေါ်တယ်။ဒါပေမဲ့ of course သူ့ရဲ့နာမည်က trunking ဆိုတာကိုပါတဲ့အတွက်ကြောင့်မလို့ switch တွေကြားထဲက link တွေဒီ must be trunk link ဖြစ်ရမယ်။အဲ့လိုတူတော့ 1Q နဲ့ encapsulation လုပ်ထားတဲ့ဟာဖြစ်ဖြစ် ISL နဲ့ဖြစ်ဖြစ်ရှိရမယ်။ VLAN database ထဲမှာရှိသမျှ changes တွေအကုန်လုံးသူဒီ switch အချင်းချင်းမှာ automatically synchronization ဖြစ်သွားတယ်။ဒါပေမဲ့အဲ့မှာ domain ဆိုတာရှိတယ် active directory domain လိုမျိုးပဲ VTP မှာလည်း VTP domain ရှိမယ် every switch တွေဒီ same VTP domain နဲ့မှာရှိရမယ်တကယ်လို့ password configure ချထားရင်လည်း every switch တိုင်းရဲ့ VTP password တူတူဖြစ်ရမယ် VTP မှာ mode 3 mode ရှိတယ် server mode ရယ် client mode ရယ် transparent mode ရယ်ဆိုပြီးရှိတယ် server mode ကိုပြောမယ်ဆိုရင်တော့ server mode ဒီ manually VLAN တွေကို create လုပ်လို့ရတယ် delete လုပ်လို့ရတယ် changes တွေလုပ်လို့ရတယ် server မှာဖြစ်တဲ့ changes တွေမှန်သမျှဒီ trunk link မှာနေစမှာ client နေအကုန်လုံးစီကိုအကုန်လုံး auto exchange ဖြစ်သွားပြီးမှ auto synchronize ဖြစ်တယ် client mode ဒီသူဒီ trunk link မှာနေစမှာ server စီက configuration changes ကိုပဲယူတယ်သူ့ mode ပေါ်မှာဘာမှ changes လုပ်လို့မရဘူးဒါပေမဲ့ तू ကနေတော့ဒီ VLAN information changes တွေကိုသူများစီကို forward လုပ်လို့ပေးရတယ် receive လုပ်လို့ရတယ်ဒါပေမဲ့သူ့ကိုယ်တိုင်မှာဘာမှ changes လုပ်လို့မရတာ client mode transparent mode ကကြတော့ तू ကဘာလဲဆိုတော့ तू ဒီ stand alone server ပုံစံမျိုးနဲ့ရှိတယ် तू ဒီကြားထဲက VLAN message တွေကိုကိုယ်စားလှယ်နဲ့ forwarding လုပ်ပေးတဲ့လုပ်တော့ရှိတယ်ဒါပေမဲ့ဒီ domain ထဲမှာသူဒီမပါဝင်တဲ့ stand alone ဆိုတဲ့အတွက်ကြောင့်မလို့ server ကနေဒီမှာ changes လုပ်လိုက်လို့တခြား server တစ်ခုကနေသူ့စီလာပြီး changes တစ်ခုလုပ်လိုက်တယ်ဆိုရင်အဲ့ဒီ changes ကိုသူဒီ database ထဲမှာ keep မလုပ်ထားဘူးသူကိုယ်တိုင်မှာလည်း VLAN database တွေ create လုပ်လို့ VLAN တွေ changes လို့ VLAN တွေ create လုပ်လို့ရတယ်တိဆောက်လို့ရတယ်သူ့ရဲ့ changes ကိုလည်းသူများစီပို့မပေးဘူးဒါပေမဲ့သူဒီ forwarder အနေနဲ့တော့လုပ်ပေးတယ် message ကိုကြားခံ forwarder အနေနဲ့တော့သူလုပ်ပေးတယ်အဲ့ဒါကို server client transparent mode လို့ခေါ်တယ်အဲ့ဒါမှာ VLAN မှာ mode တွေရဲ့ comparison table လေးကိုနောက်မှပြောထားတယ်ဒီ mode 3 mode မှာဆိုရင် network changes တွေ VLAN information changes တွေလုပ်လို့ရတာ server တစ်ခုတည်းရှိတာဆိုတဲ့အတွက်ကြောင့်မလို့သူဒီ network ထဲမှာအနည်းဆုံး at least one server တော့ရှိရမယ်အဲ့မှာ VLAN database မှာ VLAN တွေ changes တစ်ခုခုလုပ်တိုင်းမှာ show VTP status ဆိုပြီးကြည့်လိုက်တဲ့အချိန်မှာအဲ့မှာ field လေးတစ်ခုရှိတယ်အဲ့ဒီကဟာတို့ကဘာလို့ခေါ်လဲဆိုရင် configuration revision number လို့ခေါ်တယ်အဲ့ configuration revision number လေးကတိုးသွားတယ်တကယ်လို့အကုန်လုံးဒီ same database synchronize ဖြစ်တယ်ဆိုရင်ဒီ configuration revision number ဒီအကုန်လုံးတူရမယ် higher configuration revision number ရှိတဲ့ VLAN database ဒီ lower server နှလုံးရှိတယ်ဆိုရင်ဒါမှ server နှလုံးဒီတစ်ခုက configuration revision number မြင့်တယ်တစ်ခုက configuration revision number နိမ့်တယ်ဆိုရင် higher revision number ရှိတဲ့ server ရဲ့ VLAN information က lower configuration ရှိတဲ့ data server ကို override လုပ်ပြီးတော့မှအဲ့ဒီကငကို original ရှိတဲ့ database ပဲပြီးသူ့ရဲ့ information VLAN information တွေပဲရောက်လာလိမ့်မယ် override ဖြစ်သွားတတ်တယ်
ကျွန်မ VDP mode comparison table လေးကိုဒီမှာရှင်းပြထားတယ် server ရဲ့ client ရဲ့ transparent mode ရဲ့ကကွာခြားချက်လေးတွေ VDP message တွေကို ISL သို့မဟုတ် 802.1q trunklink mode ကနေပို့ပေးတာက server mode ကလည်းပို့ပေးတယ် client mode ကလည်းပို့ပေးတယ် transparent mode ကလည်းပို့ပေးတဲ့အတွက်ကြောင့်ဒီမှာ yes လို့ပြောထားတယ်နောက်တစ်ခါ function ကကျတော့ command line ကနေတစ်စက်မှာ VLAN configuration တွေကိုယ့်အကို configure တွေလုပ်လို့ရတယ် changes တွေလုပ်လို့ရတာဘယ်မှာပဲလုပ်လို့ရလဲ server mode နဲ့ transparent mode မှာပဲလုပ်လို့ရတယ် client mode မှာလုပ်လို့မရဘူး normal VLAN တွေ create လုပ်လို့ရတာ 1 to 1005 2 to 1001 VLAN create လုပ်လို့ရတာဒီ server mode နဲ့create လုပ်လို့ရတာမဟုတ်သုံးလို့ရတာဒီ server mode နဲ့client mode ကော transparent mode ကောမှာသုံးလို့ရတယ်ဒါပေမဲ့ extended VLAN ကိုတော့ဘယ်မှာပဲသုံးလို့ရလဲဆိုတော့ transparent mode မှာပဲသုံးလို့ရတယ်နောက်တစ်ခုကဒီ trunklink mode ကနေတစ်စက်မှာ higher revision number ရှိတဲ့ VDP message ကိုရတဲ့အခါမှာအဲ့ VDP information တွေအကုန်လုံးဒီ VLAN configuration နဲ့ VLAN database တွေဒီ synchronize ဖြစ်သွားတာဒီဘယ်သူစီမှာပြန်ပြီး synchronize ဖြစ်ပြီး database အတိုင်းအောင်မှာ update သွားလို့လဲဆိုတော့ server နဲ့ client မှာပဲ update လုပ်သည်ပြီးတော့ transparent mode မှာတော့သွားပြီးမှ update မလုပ်ဘူး create and send periodic VDP updates ကို every 5 minutes တိုင်းအောင်မှာ create လုပ်ပြီးမှအမြဲတမ်း VDP updates တွေပို့ပေးတာလေသူဒီ same VDP domain ထဲမှာရှိတဲ့ server နဲ့ client မှာ transparent mode ကမလုပ်ဘူးသူက VDP updates တွေကိုသူ့ထဲမှာလက်မခံဘူးဒါပေမဲ့ forwarder အနေနဲ့တခြား trunklink တွေကို forward လုပ်ပေးတဲ့အလုပ်ကိုပဲလုပ်ပေးတာကျတော့ဘယ်သူပဲလုပ်ပေးတာလဲဆိုတော့ transparent mode ကပဲလုပ်ပေးတယ် server နဲ့ client ကလုပ်မပေးဘူးဒါက VDP mode တွေရဲ့ comparison table လေးကိုရှင်းပြထားတာပါဒါဆို VDP command line configuration လေးကြတော့ဒီမှာ VDP domain ရှိမယ် set VDP domain switch မှာဆို VDP domain နဲ့ IBIN VDP mode ဆိုရင်VDP mode server set VDP password VDP pruning ပြီးရင်တို့တွေ VDP lab လေးတစ်ခုကိုစလိုက်အောင်ဒီမှာ VDP pruning နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင် VDP pruning ကကျတော့ဘယ်လိုအခြေအနေမျိုးမှာသုံးလဲဆိုတော့ပုံမှန်အတိုင်းဆိုရင်ဥပမာ switch 2 မှာ VLAN 2 information မရှိဘူးထားပါတော့ VLAN 2 နဲ့ပတ်သက်တဲ့ information switch 2 မှာမရှိဘူးအဲ့ဆိုရင် switch 2 မှာ VLAN 2 နဲ့ပတ်သက်တဲ့ information မရှိဘူးဆိုရင်ဒီ switch 2 စီကို VLAN 2 နဲ့ပတ်သက်တဲ့ broadcast မပို့ဘူးဆိုပြီးမှ VLAN 2 ကိုသူ remove လုပ်ပေးတာပြီးလုပ်တာကို VDP pruning လို့ခေါ်တယ်တို့ switch port trunk allow VLAN ဆိုပြီးမှ manually ဖြုတ်လို့ရပြီမဲ့ဒါပေမဲ့ရှိတယ်မရှိတယ် detect သိပြီးမှ automatically prune လုပ်ပေးသွားတာမျိုးမရှိဘူးအဲ့ခါကျတော့ VDP pruning ကကျတော့ automatically သူဒီ switch မှာဒီ VLAN မရှိဘူးဆိုရင်ဒီ switch ကိုအဲ့ VLAN information မပို့ပေးအောင်လုပ်ပေးတာကိုကျတော့ VDP pruning လို့ခေါ်တယ်ဒါဆိုရင် VDP lab လေးတစ်ခုကိုတို့စားရအောင်VDP lab စမယ်ဆိုတော့ okay ဒီမှာ diagram ကိုအရင်ပြလိုက်အောင်မယ် VDP lab မှာဆိုရင် VDP domain ကို IBIN ပေးမယ် VDP က server mode ပေးမယ်ပြီးတော့ ASW DSW1 ကို server mode ပေးမယ် ASW 01 02 03ကိုကျတော့ VDP client mode ပေးမယ် VDP password က 123456789ပေးမယ်အဲ့ဒါတော့ enable configure terminal VDP domain set လုပ်မယ် VDP domain IBIN ပြီးတော့ by default အရာသူတို့ဒီဘာမှမရှိလဲ show VDP status ကိုကြည့်မယ် configuration revision number 2
maximum VLAN supported 1005 ဒီ server mode မှာရှိတယ်တကယ်လို့ switch သူ့ရဲ့ local app data 192.168.2.254 on VLAN interface ကဲအဲ့ဒါဆိုရင်ဒါ server mode မှာရှိတာဟုတ်ပြီဒါဆိုရင် ASW1 ကို show VTP status ကိုကြည့်မယ်သူဒီမှာလဲ IB configuration revision number ရှိတယ်ဒီမှာတော့ဘာ IB မှ local မှာမပေးထားတဲ့အတွက်ကြောင့်လို့ဘာမှမရှိဘူးကဲအဲ့ဆိုရင်သူက server mode ကိုတို့ client mode ပြောင်းပေးရမယ် VTP mode client VTP configure terminal to show VTP status မှာ server mode ပဲရှိတယ်အဲ့တော့ VTP mode client to show VTP status မှာဆိုရင် client mode ဖြစ်သွားမယ်နောက်တစ်ခါဒီမှာ enable show VTP status domain name ကတော့ IB မယ်ဒါပေမဲ့ server mode ပဲဖြစ်နေသေးတယ် VTP mode client to show VTP status 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 ဒီမှာ to show VTP status ဆိုတော့ client mode ဖြစ်သွားပြီကဲ client mode မှာတို့ VLAN တစ်ခု create လုပ်ကြည့်အောင် VLAN 100ဘာပြလဲ information က VTP VLAN configuration not allowed one device is in client mode client mode မှာ VLAN တွေထပ်ပြီး create လုပ်လို့မရဘူး VLAN တွေအသစ်လုပ်လို့မရဘူး VLAN ပြောင်းကြည့်မယ် VLAN 2ဆိုပြသွားမယ်အဲ့ဒီမှာ client mode မှာဒါသွားလုပ်လို့မရဘူးမှာအခုလောလောဆယ် configuration revision number က2 server mode မှာတို့ changes တစ်ခုလုပ်လိုက်ရအောင် configure terminal VLAN 100ဆိုပြီးတော့မှ VLAN name ကို test လို့ပြောင်းလိုက်မယ် server မှာ create လုပ်လိုက်မယ်ဆိုတော့ show VLAN brief ကြည့်လိုက်အောင်ဒီမှာနောက်ထပ် VLAN တစ်ခုပါထပ်တိုးလာလဲ VLAN 100 test ဆိုတဲ့ဟာတိုးလာတယ်ပြီးရင် show VTP status ကြည့်အောင်သူတို့မှာ configuration revision number 2တဲ့အဲ့ဆိုရင်ဒီမှာကော exit show VLAN brief ဒီမှာဘာသူ auto bar ထပ်တိုးလာလဲ client mode မှာ server စီက VTP VLAN message တွေဒီ trunk link မှာနေတစ်စက်မှာ VTP ကြောင့်မလို့ trunk link မှာ propagate message တွေကို VLAN message တွေကိုပို့ပြီးတော့မှ client mode မှာ manual VLAN လိုက်ပြီး create လုပ်စရာမလို server မှာ create လုပ်လိုက်တာနဲ့ auto ဒီဘက်ကို database synchronize လုပ်သွားတယ်ဒီမှာလဲ show VLAN brief ဆိုပြီးမှကြည့်လိုက်မယ်ဒီမှာ VLAN 100 test ဆိုတဲ့ဟာလေးပေါ်လာမယ် enable show VLAN brief ဆိုပြီးမှကြည့်လိုက်ဒီမှာ VLAN 100 test ဆိုတဲ့ VLAN လေး automatic ပေါ်လာတယ် by the way VLAN database တွေကိုဘယ်ထဲမှာတင်ထားလဲဆိုရင် show VLAN ရဲ့ database ကိုဘယ်ထဲမှာ show VLAN show flash ထဲမှာတင်ထားတယ် VLAN database ကိုဒီမှာ VLAN.dat ဆိုတဲ့ file ကိုဘယ်ထဲမှာတင်ထားလဲဆိုရင် flash ထဲမှာတင်ထားတယ် Okay VTP password ကို set လုပ်မယ်ဒီမှာ VTP password set လုပ်မယ်ဆိုတော့တို့တွေ VTP password ဆို configure terminal VTP passwordက 123456789 server password set လုပ်လိုက်ပြီ server password set လုပ်လိုက်ပြီးမှ test VLAN
200 name ကို test 2လို့လုပ်လိုက်မယ် name test 2 name test 2လို့လုပ်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာတော့ VTP password ပေးပြီး show VLAN brief ဒီမှာ test 2ဆိုတဲ့ VLAN 200ပေါ်လာမယ်ဒီဘက်ဒီမှာပေါ်လာကြည့်အောင် show VLAN brief ဟိုမှာ VLAN test password change လိုက်ပြီးတဲ့အခါကျတော့မှာအဲ့ဆို client မှာ VLAN test 100 VLAN နံပါတ်100ပဲပေါ်သေးတယ် VLAN 200မပေါ်လာသေးဘူးဘာဖြစ်လို့လဲဆိုတော့ဟိုဘက်မှာ password ရှိပြီးတော့မှဒီဘက်မှာ password မရှိသေးဘူးအဲ့ခါကျတော့သူ synchronize မဖြစ်သေးတော့မပေါ်ဘူး password server အကုန်လုံးမှာ password ပေးထားရဆိုရင် network မှာရှိတဲ့ switch တွေအလုံးမှာ password တွေကွက်ကို set လုပ်ပြရမယ်ဒါဆိုရင် password set လုပ်ရအောင် VTP password 1234569လုပ်လိုက်မယ် exit show VLAN brief ဟောဒီမှာ VLAN 200ပေါ်လာပြီ same password ဖြစ်တာနဲ့ same authentication ဖြစ်တာနဲ့ VLAN 200ပေါ်လာပြီဒါဆိုရင်ဒီ switch မှာရော VLAN အသစ်တစ်ခုပေါ်လာပြီလားကြည့်အောင် show VLAN brief အဲ့မှာဆိုရင်မရှိသေးဘူးဒါဆိုရင် VTP password ကိုပြန်လုပ်လိုက်မယ် VTP password 1234569ကြည့်လုပ်လိုက်မယ်အဲ့မှာ password server နဲ့ client နဲ့ password တူပြီဆိုတာနဲ့ show VLAN brief ကြည့်ရအောင်ဒီမှာ VLAN 200ဆိုတဲ့ပေါ်လာမယ် show VTP status ကြည့်လိုက်မယ်ဒါ client mode ဒါ domain name configuration ကိုဘယ်သူကနောက်ဆုံး last modify လုပ်လိုက်တာလဲဆိုတော့ 192.168.2.254 ကနေမှာ distribution switch ကနေမှာ modify လုပ်လိုက်တာပြီးမှဒီမှာ show VLAN brief VLAN 200မပေါ်လာသေးဘူးနောက်တစ်ခါအဲ့ဒါဘာဖြစ်ဆို password မတူလို့ VTP password 1234569ဆိုပြီးမှလုပ်လိုက်မယ်အဲ့ဆိုရင် show VLAN brief ကြည့်လိုက်မယ် VLAN 200ပေါ်လာမယ်ကဲအဲ့ဒါဆိုရင်တော့ဒီနေ့ VTP နဲ့ switch virtual interface နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ကိုတော့ဒီမှာပဲခဏရပ်လိုက်ပါမယ်ဒီ video training လေးနဲ့ပတ်သက်လို့ question မေးချင်တယ်ဆိုရင်ကျမတို့ဒီ video training လေးကို information beam ရဲ့ YouTube channel မှာလည်း upload လုပ်ထားပါမယ်ကျမတို့ရဲ့သင်ခန်းစာလေးတွေကိုနားထောင်လို့ရဆိုရင်တော့ကျမတို့ရဲ့ information beam channel လေးကို subscribe လုပ်ထားလို့ရပါတယ်ကျမတို့စီမှာ social network အနေနဲ့လည်း Facebook information beam Facebook group လည်းရှိပါတယ် Facebook page လည်းရှိပါတယ်ထို့ Facebook group နဲ့ page မှာမည်သူမဆိုဝင်ရောက်ဒီ technical post တွေကိုဝင်ရောက်မေးမြန်းနိုင်ပါတယ်ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်တကယ်လို့ကျမစီကိုပဲတိုက်ရိုက် email ပို့ပြီးမှမေးချင်တယ်ဆိုရင်လည်း show@informationbeam.net ကိုဆက်သွယ်လို့ရပြီးတော့မှကျမစီကိုမေးမြန်းလို့ရပါတယ်ကျမရှေ့ဆက်ပြီးတော့လည်းဒီ video training လေးကိုကျမတို့ဒီ CCNA exam preparation လုပ်တဲ့သူတွေအတွက်အဆင်ပြေအောင်လို့ဆက်ပြီးတော့မှ recording လေးဆက်လုပ်သွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်